Hello Yumi ပါYumi ကိုဘာလို့ပြောရလဲဆိုတော့ Yumi ကဘယ်လိုပြော Yumi ပေါ့နော်Yumi ကYumi UICUG ဆိုတာဒီအကောင့်ကို Yumi ကပေါ့နော်ထုတ်ဖွင့်လိုက်တာဖြစ်ပါတယ် Yumi ကကျတော့ Yumi UICUG ပဲဖြစ်ပါတယ်Yumi UICUG ဆိုတဲ့အကောင့်လေးထဲမှာပေါ့နော်အရန်နေ viewer တွေကြာနေရပေါ့နော်အားကြောင့်မို့လို့ viewer တွေကြာတာမဟုတ်ရှိကိုမရှိတာပေါ့နော်နည်းနေတာပေါ့နော်ပြောရမှာဆိုရှင်အားကြောင့်မလို့ Yumi အကောင့်လေးကိုထပ်ဖွင့်လိုက်တာပဲဖြစ်ပါတယ်အားလေးကိုအပေးပြကြပါဒီကောင့်ရဲ့နာမည်ကဘာဖြစ်လို့ဦးတင်စောဝင်လို့ဖြစ်နေရလဲဆိုတော့ပေါ့နော်ဒီအကောင့်ကျေးဇူးဒီဖုန်းကိုပေါ့နော် Yumi ရဲ့အဖေသုံးတာပဲဖြစ်ပါတယ်အားကြောင့်မို့ဒီအကောင့်နာမည်ကဦးတင်စောဝင်လို့ဖြစ်နေရပဲဖြစ်ပါတယ်ဒီအကောင့်မှာကျတော့ Yumi ကို Yumi လို့ပြောမှာမဟုတ်ဘဲနဲ့ AV ဆိုပြီးပြောမှာဖြစ်ပါတယ် AV ဆိုပြီးကြောက်မှာဖြစ်တာကြောင့်မို့လို့ AV ကိုလည်းအပြပြကြပါအောင်ပြောချင်ပါတယ်နာမည်ပြောင်းလိုက်ပြီနော်နာမည်ပြောင်းလိုက်ပြီနော် AV ကိုလည်းအပြပြကြပါအောင်ရှင်Yumi အကောင့်လေးမှာလည်း Yumi ကျင်ညာပေးရတယ်ပေါ့နော်Yumi channel အသစ်တစ်ခုဖွင့်မယ်အဲ့ဒါလေးအပေးပြပါအောင်လို့ပြောရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီYumi channel လေးပဲဖြစ်တဲ့ဒီ AV ဆိုတဲ့ channel လေးကိုအပေးပြပါအောင်တက်ကြည့်အောင်ပါပေါ်မရောက်တော့ကျေးဇူးအားကြောင့်မို့ပေါ့နော်ဒီဖုန်းမှာတော့ဗီဒီယိုရဲ့တစ်ခါတလေမှတင်ဖြစ်ရင်တင်ဖြစ်လိုက်မယ်ဟိုအရင် Yumi အကောင့်မှာတော့ Yumi အများကြီးတင်ဖြစ်မှာပေါ့နော်Yumi အကောင့်လေးကိုလည်းအများကြီးအပေးကြရဲYumi ရဲ့ fan လေးကိုလည်း Yumi အရန်ချစ်ပါတယ်လို့ပြောချင်ပါတယ်အရန်လည်းကျေးဇူးတင်တယ်ပေါ့နော်တချို့ fan လေးကြတော့လေ Yumi ကိုပေါ့နော်အပေးကြရဲတချို့ fan လေးကြတော့လေသိရမလားအာမပေးချအဲ့လိုမျိုးရှိရပေါ့နော်အာမပေးရဲ့ fan လေးကိုလည်းစိတ်မဆိုးပါဘူးရှင်ဘာလို့ဆိုကိုကြိုက်နေကိုပဲလीနော်ပြီးတော့ Piki အကောင့်လေးကိုလည်းအပေးပါအောင်လို့ပြောချင်ပါတယ် Piki ဆိုတာကျတော့ Piki Ella ပဲဖြစ်ပါတယ် Piki Ella အကောင့်လေးကိုလည်းအပေးကြပါအောင်တွားပြီးတော့ပေါ့နော်ပြီးတော့ Yumi AV ဆိုပြီးတဲ့ကိုပြောလိုက်တော့မယ်နော်ကိုကစပြီးတော့ကျေးဇူးAV ရဲ့ဒီ channel လေးကိုလည်းAV တင်တဲ့ video လေးကိုကြိုက်တယ်ဆိုလို့ရှိရင် AV ရဲ့ဒီ channel လေးကို like and subscribe လုပ်ပေးကြပါအားလုံးပဲဘယ်မှာ share လိုက်ပါလား bye bye